ယောက်ျားလောက်ပြီပေါ့ဟမ်ဒါမကြီးပင်တက်နေတာနော်မကြီးပင်တက်ပြီးတော့ခူးနေတာမကြီးသည့်အစိမ်းကိုလို့ကျွန်တော်ဒီမှာကျမကင်ထားတာအမှဲကျမရဲ့အမှဲကိုမစားဘူးတဲ့သူတို့ကအမလေးဒါပေမဲ့ကျမကတော့ရန်ကုန်ပြန်အမှဲကိုယူသွားမှာအဲ့ဟာအောက်မှာဖောင်းလောင်းပေါ်ပြီလားမသိဘူးပေါ်သေးသွားရအောက်ကကင်မရာထောင်ထားတယ်စိတ်မပူနဲ့စိတ်ပူနေမှာဆိုလို့အိမ်ဘက်ချဲအမကိုင်းလေးကိုလန့်ဆွဲအမအနုလေးတွေကြီးပဲအဲ့ဒီမဲတာတွေကျမဘွားမှာမရှိပါဟဲ့ဖြူလာတယ်လားပေါ့ဘသူကလဲသမီးရလားသူပြောလို့ငါသူနင်းဖြူလာတယ်လားပေါ့ကျမတော့ဖြူလာလည်းမခံစားဘူးဖြူဖို့တော့လည်းတစ်ခါမှမကြိုးစားဘူးမဖြူလာပါတယ်ဖြူချင်းစိတ်လည်းမရှိနေဘူးငါတော့ပြေတယ်မကြိုက်စားနော်မကြောင်မောကစားမှာစားချင်မလုံးကျော်ဝင်းချုပ်တယ်ချုပ်ပါလားကောင်းတယ်ဟုတ်လို့လားမောင်လုံးရပါနဲ့ကြောပဲနဲ့အုံးသီးနဲ့ဟောအဲ့ဆိုနင်တို့ကအစိမ့်နေဒီမှာမကြီးသီးစိမ့်နေကောက်နေတာမကြီးသီးစိမ့်နေတွေဘယ်လိုလုပ်မှာဘာလုပ်ပြီးဘယ်လိုလုပ်မှာပြောပါအောင်ငါလည်းမသိလို့ဟဲ့ထောင်းမှာထောင်းပြီးတော့ခါဝဲကြော်မှာကြော်ပြီးတော့ငါမို့ကောက်တယ်ဟိုမသိငါတို့ကပဲနင်းလူကောက်မှကြာအဲ့လေဟုတ်တယ်သူစင်းလာမှကောက်လေရဲ့အဲ့ဒါကိုပြောရုပ်ပေါက်တာညာကြီးပဲမကြီးသီးတွေပြောကြရကြီးဟဲ့ဒူးကောင်းချောင်းငါလည်းအေးတော်ပါလို့လားဒီမှာချခဲ့လေဒီနားမှာချခဲ့ငါမြူွားဘူးတေးတယ်ငါကြိုက်စားလိုက်တော့မယ်နင်တို့ငါဒေါသတွေထွက်လာပြီနော်ဒါခူးနေတော့ခူးနေတဲ့ရုပ်တစ်ချက်ပြလို့ရလားမကြီးသီးခူးတဲ့ရုပ်လေထွက်လိုက်ပေါ်လေရေကောင်းကြည့်မယ်မောတယ်ကောင်းလာလားပုံမှန်တော့တက်နားလိုက်သေးတယ်ကိုရဲနဲ့ရံဖြစ်ဒီအပေမော်လာတက်ပြီးနားရနားပါလားခဏနေဦးငါနားလိုက်အောင်အပေမော်တက်လာတဲ့အိတ်ကိုလည်းကြည့်အောင်ဆောက်ကောင်းတေးမလို့ပဲခေါင်းလိုက်အဲ့မနင်းကိုပြောတာလေဦးကြတယ်မထော်မနှမ်းမို့နင်းအဲ့လို